နေ့တနေ့ဘာချက်မှမသိပဲနဲ့ဖြစ်နေတဲ့အင်ချင်မလေးတို့ရှိရင်လာဒီမှာမမနွယ်ရှိကိုလာမမနွယ်ကလည်းအဲ့လိုပဲတနေ့ကိုစဉ်းစားထားတဲ့ဟင်းဆက်ကလေးကတစ်မျိုးပေါ့နော်ဈေးထဲနဲ့ရောက်ရင်စိတ်ကူးပေါက်သွားလို့ချက်ဖြစ်သွားတာတစ်မျိုးအဲ့လိုဖြစ်တတ်တယ်ဒီနေ့မနွယ်ကတော့ဒါလေးကကစွန်းရွက်ချင်ဟင်းလေးပေါ့နော်ကစွန်းရွက်ချင်ဟင်းလေးကိုဒါပကြီးမဲ့လေးနဲ့ချက်ထားတာကစွန်းရွက်ချင်ဟင်းဒါလေးကတော့အနှစ်များများလေးနဲ့တအိမ်လုံးကြိုက်တဲ့ဝတ်သားအချိုချက်ကလေးပေါ့နော်အနှစ်များများသူကတော့ခန်းညင်ဒီလုံးဝမထည့်ဘူးကြက်သွန်ဖြူနီနဲ့အနှစ်လောက်ထားတာသူကတာချိုချက်ဒါလေးကတော့ဂေါ်တခါးသီးလေးနဲ့ကြက်ဥလေးနဲ့ကြော်ဒီချိန်မှာဆိုရင်ဂေါ်တခါးသီးတွေကရမ်းပေါ်တော့ဂေါ်တခါးသီးနဲ့ကြက်ဥနဲ့ကြော်ဂေါ်တခါးသီးကိုတချို့ကြလဲစူကာသီးလို့ခေါ်တယ်ပေါ့နော်အဲ့ဒါလေးနဲ့ကြက်ဥနဲ့ကြော်ဒါလေးကတော့အဆက်အတွက်ကတော့မနွယ်ကငံပြာရည်နဲ့ကြက်သွန်နီလေးနဲ့အဆက်လေးကိုကြော်ထားတာပေါ့နော်66လေးငံပြာရည်ကြော်လေးပေါ့နော်ငပြားကြီးအဆက်ကြော်လေးရယ်ဝက်သားအချိုချက်ကလေးရယ်အချင်းဟင်းကစုံရအချင်းဟင်းလေးရယ်ဒီလိုမျိုးလေးပေါ့နော်တချို့ကြတော့မနွယ်ကိုယ်တိုင်ကလည်းအိမ်မှာလေးတင်းတင်းဘာချက်မှလည်းမသိဘူးကိုချက်လိုက်တဲ့ဟင်းကလည်းအဆက်တဲမှာလေကိုချက်လိုက်တဲ့ဟင်းလေးကိုစားကောင်းတယ်လို့ပြောရင်နောက်နေ့မနေ့အတွက်ဘာချက်မလဲဆိုတော့ကိုကလေပျော်ပြီးတော့လေနောက်နေ့မနေ့ဘာချက်မလဲလို့စဉ်းစားနေရပါတော့တခါတလေကိုကညအောင်စဉ်းစားထားတာဗာလေးချက်မဲစိတ်ကူးထားတယ်ဆိုရင်ဈေးထဲနဲ့ရောက်သွားလို့ရှိရင်ကိုမြင်တာလေးကတစ်မျိုးကိုချက်ချင်တာလေးကတစ်မျိုးဖြစ်နေတဲ့ခါကျတခါတလေအဆင်ပြေတာလေးကချက်လိုက်ရတဲ့အခါကျတော့စဉ်းစားထားတာနဲ့ချက်ဖြစ်တာလေးနဲ့လည်းတလွဲစီလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားနေတယ်ဆိုလို့ရှိရင်တခါတလေပေါ့နော်ကိုလည်းသူများဗီဒီယိုလေးကြည့်သူဒါလေးချက်တာငါလည်းဒီလိုလေးတော့ချက်လိုက်မယ်ဆိုပြီးတော့အတွေးလေးတခါတလေကြပေါက်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မနွယ်တင်ပြတာပါမနွယ်တို့ချက်တဲ့ဟင်းကကောင်းလည်းမကောင်းပါဘူးဒါပေမဲ့ကြွားချင်းဝါချင်းလည်းလုံးဝမရှိပါဘူးမနွယ်ကဒီလိုပဲတက်ဗီဒီယိုလေးတင်ပေးတာပါစားကျင်တယ်ဆိုလို့ရှိရင်ဗီဒီယိုကြည့်ပြီးမှညီတဲ့လူတွေကပေါ့နော်နောက်နိုင်တော်တော်ကြာမှပေါ့ညနေလောက်ရမှစားကျင်တယ်လို့မပြောနဲ့စားကျင်တယ်ဆိုရင်စောစီအိမ်ဝင်လာစားပါရှင်လို့အခုချိန်မှာဆိုရင်ဟင်းနေရအဆုံးရှိရဲနည်းနည်းညနေရောက်သွားရင်တော့မရှိတော့ဘူးပေါ့နော်လာစားကြပါ